ကတော့မောင်ငယ်ဆုံးဟုတ်တော့တဲ့ဟုတ်တော့ဒါအကိုကြီးကိုမြင့်မောင်ရဲ့ဧည့်သည်တေချာကြီးဆက်မယ်နော်ကြားလား ဟလာပြောစရာကြီးပေါ့ပြောရရမ်းပြောရဟာအချောင်းကြီးအားကြကြည့်လိုက်ပါတော့မိမများတဲ့နေရာမှာငါတို့တဲလို့မဖြစ်ပါဘူးကွာ ဒီမှာကျမတို့ကလေအကိုကြီးကိုမြင့်မောင်ရဲ့ဧည့်သည်ဆိုလို့အားနာပြီးလက်ခံတာအမှန်ကဟိုတယ်ကိုပြန်ပြီးမမှန်ဖို့ဆိုပြီးပိတ်ထားတာတခြားဘယ်ဧည့်သည်မှလက်ခံမှာမဟုတ်ဘူးနော် ကဲအကိုကြီးတို့ကြားတဲ့အတိုင်းပဲဗျာဘလို့အောင်းတော့ဖို့ကောင်းလဲဗျာဆရာဦးမြင့်မောင်ကလည်းလေဒီမှာတဲဖို့လေတေချာမှာလိုက်တာနော် ဟုတ်ပါတယ်အကိုကြီးကိုပြင်းမောင်ကလေကျမတို့သေချာဖုံးဆက်ပြီးမှားထားတာကျမတို့ဘက်ကလေအဲ့ဝိမကြည့်မျက်နှာပြက်စရာဖြစ်ကုန်ပါဆိုလို့ ရောက်မှတော့မထူပါဘူးကွာတ냐တော့တဲလိုက်တာပေါ့ ကဲဒါဆိုကျုပ်ကိုပစ္စည်းရဲ့နေရာချလိုက်တော့ကြိုက်တဲ့အစားကြိုက်တဲ့ခန်းမှာနေလို့ရတယ် ဟုတ်ကဲ့ဟိုခဏလေးတော့ခဏလေးဒီဟိုတယ်မှာဟိုယောက်ျားလေးဝင်တန်းမရှိဘူး ဒီမှာယောက်ျားလေးဝန်ထမ်းတွေကဟိုတယ်ပြန်ဝင်မှခေါ်ရမှာမောင်လေးကြတော့ရှိတယ်ဟိုတယ်ရေဟိုတယ်မောင်လေးဒီမှာကျမတို့မောင်နှမ၄ယောက်ထဲမှာကျမအကြီးဆုံးခင်ခင်ကြီးဟုတ် तू ကခင်ခင်လက် तू ကခင်ခင်လေး तू ကတော့မောင်ငယ်ဆုံးဟုတ်တော့တဲ့ဟုတ်တော့ဒါအကိုကြီးကိုမြင့်မောင်ရဲ့ဧည့်သည်တေချာကြီးဆက်မယ်နော်ကြားလား ဟလာပြောစရာကြီးပေါ့ပြောရရမ်းပြောရဟာအချောင်းကြီးအားကြကြည့်လိုက်ပါတော့